ဆက်ဆက်ဆွဆွမြဲလို့ပြီးတော့မှဆက်ဆွစိန်လုပ်တဲ့သူအရာရာကိုအလုံးမကျတဲ့အခါကလေးလိုကြည်ကြတဲ့သူကိုပါပြောအမြဲတမ်းအင်းလုပ်တဲ့သူဆိုတော့ဒီလူတွေကိုတချို့ English လို့ဘယ်လိုခေါ်မလဲဆိုတော့ဒါလေးရတော့လွယ်ပါတယ်ပထမဆုံးကတော့ဆက်ဆွစိန်ကိုတချို့က busy body လို့ခေါ်ပါတယ် example sentence လေးကကြတော့ my neighbor is a busy body because she always want to know who come to my house ငါ့ရဲ့အိမ်ကြီးချင်းကတော့ငါ့အိမ်ဘယ်သူလာလဲဆိုတာကိုအမြဲတမ်းဆက်ဆွစိန်လုပ်တယ်ဆိုတာမျိုးပေါ့နော်နောက်တစ်ခုကကြတော့အမြဲတမ်းကြည်ကြတဲ့သူခလေးလိုကြည်ကြတဲ့သူသူကိုကြရင်တချို့တို့က crying baby လို့ခေါ်ပါတယ်ဆိုတော့ example sentence လေးက don't be such a crying baby it's just a small mistake โอเคအမတသေးလေးကိုခလေးလိုကြည်ကြမနေနဲ့ဆိုတာကိုပြောချင်တာပါနောက်ဆိုတစ်ခုကကျတော့ yes man အကုန်လုံးကို in လုပ်တဲ့သူပေါ့နော်ကိုဘာပြော in လုပ်တဲ့သူသူများဘာပြော in လုပ်တဲ့သူပေါ့နော်အဲ့ဒါကို yes man လို့ခေါ်ပါတယ် example sentence လေးအနေနဲ့ကကျတော့ he is a yes man he never argue with the bossဆိုတော့သူကတော့အမြဲတမ်း in လုပ်တဲ့သူပါဘယ်တော့မှကိုယ့်ရဲ့ boss နဲ့ကိုယ့်ရဲ့ bossy နဲ့အမြဲတမ်းအငင်းခုန်မလုပ်ဘူးပေါ့နော်ဆိုတော့ဒါလေးတွေကိုပြောချင်တာဖြစ်ပါတယ်နောက်ထပ်သိချင်တဲ့စကားလုံးလေးရှိရင်ဒီချက်ကိုမြန်မာလိုပဲဖြစ်ဖြစ်အင်္ဂလိပ်လိုပဲဖြစ်ဖြစ်အောက်မှာ comments ပါရေးသွားပြီเนาะဒီဗီဒီယိုလေးကအကျိုးရှိရဆိုလို့ရှိရင် like and share and comment မှာ yes ရေးသွားပေးပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye